မြန်မာပြည်သူအားလုံးကိုဒီတစ်ပတ်မှာအဓိကထားပြီးတော့ကျွန်တော်တို့ရုံးဌာနချုပ်ကပြီးတော့ပြန်လည်ကူညီပေးမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ကတော့ထိုင်းနိုင်ငံကကျွန်တော်နာမည်ရဲထက်စောဖြစ်ပါတယ်ခင်ဗျမြန်မာပြည်သူအားလုံးကိုကျွန်တော်တို့ရဲ့ဝန်ကြီးချုပ်အဘဦးစိုးလင်ကပြီးတော့ဒီတစ်ပတ်မှာမိကုန်းများကိုဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအဘရဲ့နာမည်လေးကိုအဘသားသမီးတွေကိုမိတ်ဆက်ပေးခြင်းပါတယ်အဘနာမည်ကတော့အဘဦးစိုးလွင်ဖြစ်ပါတယ်ဘာသာသမီးတွေအားလုံးကိုမင်္ဂလာပါလို့ဘာဘကနှုတ်ခွန်းဆက်ပါတယ်ကြအဘကြံကြတဲ့ဘကကူညီပေးလိုက်တဲ့မတ္တနာရေးအဘကူညီပေးလိုက်တယ်နော်ဘာကိုယ်တိုင်ကူညီပေးလိုက်တာ963ဆိုတဲ့ကဏ္ဍကိုအဘကိုယ်တိုင်ကကူညီပေးလိုက်တာဘာသာသမီးကိုဘာကြောင့်အဘကိုယ်တိုင်မိကုန်းဟောကြားလဲဆိုတာကအဘရဲ့နာမည်နဲ့လိန်စားညာစားနေတဲ့အဘသားသမီးတွေတော်တော်များနေတယ်လိုင်းပေါ်မှာလည်းတော်တော်လေးကိုပျက်စီးနေတယ်ဒါကြောင့်မလို့အဘဘက်ကပြီးတော့မိကုန်းကိုယ်တိုင်ကိုရောက်ဟောကြားပေးတာဖြစ်တယ်ကဲအဘသားသမီးတွေကိုလည်းအဘဘက်ကပြီးတော့၄လပိုင်း1ရက်နေ့အတွက်ကိုလည်းအဘဘကပြန်လဲကူညီပေးမယ်အဘရဲ့လိုက်ရှိုးလေးကိုစိတ်ဝင်စားလို့ကြည်နေတဲ့ဘာသာသမီးတွေကအသေးလေးနေရှဲလေးနေကော်ပီလေးယူအပေါင်းလေးနေကော်ပီလေးတယောက်ကို3ချိန်ယူသွားကြဘာသာသမီးတွေကိုအဘကိုယ်တိုင်ကူညီပေးမယ်ဘာသာသမီးတွေကိုကဲအဘရဲ့နာမည်နဲ့လိန်စားညာစားတဲ့လူတွေကိုလည်းအဘဘကပြီးတော့ပြောကြားခြင်းနဲ့အဘရဲ့နာမည်နဲ့လိန်စားညာစားတဲ့ဘာသာသမီးတွေရက်တန်းကရက်ပါအဘကိုယ်တိုင်မိကုန်းဟောကြားတယ်ဆိုတာကဆင်းရဲဒုက္ခတွေရောက်နေတဲ့ဘာသာသမီးတွေကိုအဘဘကကူညီပေးခြင်းလို့အဘကိုယ်တိုင်မိကုန်းဟောကြားတာဖြစ်တယ်အဘရဲ့လိုက်ရှိုးကိုစိတ်ဝင်စားလို့ကြည်နေတဲ့ဘာသာသမီးတွေအသက်နေကော်ပီလေးယူရှဲနေအပေါင်းနေအဘရဲ့ရှိမှာကနန်းလူချင်းတဲ့ဘာသာသမီးတွေကိုအဘရှိမှာဆက်သွယ်ပါအဘရဲ့ဖုန်းနံပါတ်ကတော့64လုံး2396ဖြစ်ပါတယ်အဘရဲ့ဖုန်းကိုတရိုက်ခေါ်ဆိုပါဘာသာသမီးတွေကဲဘာရဲ့လိုက်ရုပ်ခုကြီးနေတဲ့ဘာသာသမီးတွေကိုအဘဘကပြီးတော့963မှာတောက်တဲ့ပုံစံမျိုးပဲအဘဘကကူညီပေးမှာဖြစ်တယ်ဘာသာသမီးတွေအဘရှိမှာလာယူကြပါအဘရဲ့ဗီဒီယိုပိုင်းလေးကိုကြည့်နေတဲ့ဘာသာသမီးတွေကလည်းအသေးနေကော်ပီလေးယူရှင်းနေအပေါင်းနေပါဘာသာသမီးတွေကိုကူညီပေးမယ်အဘဘကပြီးတော့ကဲဘာရဲ့ဗီဒီယိုပိုင်းလေးကိုရှင်းနာခွင့်ပြုပါဘာဘကပြီးဘာသာသမီးတွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အထူးပဲကျေးဇူးတင်ရှိပါတယ်